ဆိုင်ရန်ကင်းနဲ့ရင်ဆိုင်ရတဲ့အခါလိုချင်နေမှာဘာရရုံးခံရနိုင်တယ်လို့သတိပေးလိုက်တဲ့အန်ကန်နူပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်အနေတင်ဆက်နေပါတယ် UFC ရဲ့ထိပ်တန်းဖိုက်တာကြီးနှစ်ဦးဖြစ်တဲ့ LS ဘာရီယာနဲ့ဆိုင်ရန်ကင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကဝါသနာရှင်တွေကြားမှာအမြဲတမ်းညှင်းခုန်စရာဖြစ်နေတဲ့ Dream Match တစ်ခုဖြစ်ပါတယ်သူပြင်တော့ Heavyweight Champion ဟောင်း Francis Ngannou ကိုရိုင်က TMZ နဲ့အင်တာဗျူးမှာဒီပွဲပေါ်မှာသူ့ရဲ့အမြင်ကိုပုံမှန်လင်းလင်းပဲသုံးသပ်သွားတာကပုံမော်ဘရော့မှာစိတ်ဝင်စားစရာကောင်းလာပါတယ်အန်ကန်နူပြောသလိုပဲဘာရီယာကခက်ခဲတဲ့ပြိုင်ပန်မျိုးပါခေပေါစင်ကမ္ဘာချန်ပီယံဟောင်းပြီးသူ့ရဲ့တိုက်စစ်ကတိကျပြင်းထန်တယ်လို့သူ့ရဲ့လက်သီးလက်ဖို့ကြောင့်လည်းနာမည်ကြီးပါတယ်တစ်ဖက်ကဂိမ်းကတော့ heavyweight တန်ရဲ့ကချီတယ်လို့တင်စားရလောက်အောင်ကိုခြေလမ်းမြန်ဆန်ပြီးတော့ knees နဲ့စုံလင်သူဖြစ်ပါတယ်ဒီပွဲဟာအင်အား power နဲ့မြန်ဆန်မှု speed agility တို့ရဲ့အားပြိုင်မှုလို့ဆိုရမှာဖြစ်ပါတယ်အန်ကန်နူကဘာရီယာဟာတည်ငြိမ်မှုရှိမယ်အားကောင်းပြီးတော့ကြန့်ခိုင်မှုရှိမယ်လို့ထောက်ပြသွားပါတယ်ဒါကတကယ်ကိုမှန်ကန်တဲ့ချက်ပါပဲဘာရီယာရဲ့လက်သီးတစ်ချက်ကပွဲကိုချက်ချင်းအဆုံးတန်နိုင်ပါတယ်သူကအရန်မောင်းမြင်မားသလို heavyweight တန်းကိုတက်လာရင်လေသူ့ရဲ့ခနာကိုတီးစားပုံကဂိမ်းနဲ့ရှင်မယ်ဆိုရင်တော့တင်းငယ်နေမှာမဟုတ်ပါဘူး။ဘာရီယာရဲ့ကြီးမားဆုံးအားသာချက်ကတော့စိတ်တည်ငြိမ်မှုဖြစ်ပါတယ်။သူကပွဲတွင်းမှာလောလောမလုပ်ဘဲနဲ့ကံမဲ့ရဲ့အမားကိုစိတ်ရှည်လက်ရှည်စောင့်ပြီးမှပွဲဖြတ်လေးရှိတာဖြစ်ပါတယ်။ဘာရီယာရဲ့ club gift ခြေလုံးကန်ချက်တွေကပြန်မဲ့လှုပ်ရှားမှုကိုဟန်တားရမှာအင်မတန်ထိရောက်ပါတယ်။အန်ကန်တူကတော့ဂိမ်းဟာပုံမို့တော့လျင်မြန်ဖြတ်လက်ပါလိမ့်မယ်လို့ဆိုထားတာပါ။ဂိမ်းက heavyweight တန်းမှာပေါ့ပအလှုပ်ရှားနိုင်ဆုံး fighter ပါ။ဂိမ်းက heavyweight တန်းမှာရှိနေပေမဲ့ weight ပေါ်တန်း fighter တွေလိုမျိုးရှင်းနောက်ပဲညာလျင်မြန်စွာရွေးရှားနိုင်ပါတယ်။ဘာရီယာလိုအငိုင်ဖန်တဲ့သူမျိုးအတွက်ဂိမ်းရဲ့လိုမျိုးခြေလမ်းရွေးရှားပုံကတကယ်ကိုကောင်းခဲစရာဖြစ်ပါလိမ့်မယ်။ဂိမ်းကအကွာဝေးကိုသုံးချပြီးတော့အမှတ်ယူကစားတတ်တဲ့သူဖြစ်ပါတယ်။ဘာရီယာရဲ့ပြင်းထန်တဲ့လက်သီးတွေကိုမဝင်သွားဘဲနဲ့အပြင်ကနေ jab တွေ kick တွေနဲ့ထိန်းကစားမှာဖြစ်ပါတယ်။ဂိမ်းမှာ elbows, down, knees တို့နဲ့မျိုးသောကန်ချက်တွေရှိပါတယ်။အန်ကန်နူပြောသလိုပဲဘာရီယာကဂိမ်းရဲ့ဒီမြန်ဆန်တဲ့တိုက်စစ်တွေကြားမှာရုန်းကန်ရနေတာဖြစ်ပါတယ်။ဒီပွဲမှာတော့ဘာရီယာဟာနီးကပ်ချီနေ clinch wrestling ဖြစ်ရင်တောင်မှရုန်းကန်ရနိုင်တယ်လို့အန်ကန်နူကသတိပေးသွားခဲ့တာပါ။ဘာရီယာရောဂိမ်းမှာ wrestling ဘိုင်းမှာအားနည်းချက်ရှိကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့ဂိမ်းကတော့ဘာရီယာထက်စာရင် ground game ဘိုင်းမှာအတွေ့အကြုံပိုရှိတယ်လို့ဆက်မရှင်နေနဲ့လည်းနိုင်ယူပူးပါတယ်။ဘာရီယာကသာဂိမ်းကမြေပြင်ဆွဲချနိုင်မယ်ဆိုရင်တော့ဘာရီယာအတွက်တကယ်ပြဿနာဖြစ်လာပါလိမ့်မယ်။ဘာရီယာဟာမွေထိုင်းခြေကန်ကြောင့်အနီးကပ်မှာဒူတိုက်ချက်တွေကောင်းပေမဲ့ဂိမ်းလိုကိုလုံးကိုရဲ့ပိုတောင့်တင်းတဲ့သူကလုံထွေးပြီးတော့အာရင်ချွေတာလာရင်တော့ဘာရီယာပြင်ပန်းသွားနိုင်ပါတယ်။ပွဲကိုဆုံးဖြတ်ပေးသွားနိုင်တဲ့ချက်တွေကိုကြည့်ရမယ်ဆိုရင်ဘာရီယာကဂိမ်းကိုမိအောင်ထိုးနိုင်ပါမလား။ဂိမ်းရရောဘာရီယာရဲ့လက်သီးအောက်ကနေလောက်အောင်လို့ပြေးနိုင်ပါမလား။ဒါကပွဲရဲ့အဓိကအဖြေပါပဲ။ဂိမ်းက9ကြီးလုံးပတ်ပြေးပြီးအမိုက်နိုင်စွမ်းရှိတယ်လို့ဘာရီယာကလည်း10စက္ကန့်တွင်းမှာပွဲကိုပြောင်းလဲပြစ်နိုင်ပါတယ်။ဘာရီယာအတွက် heavyweight တန်းကအသေးစမ်းဖြစ်ပါတယ်။ခနာကိုပိုကြီးလာတဲ့အခါဘာရီယာရဲ့မျက်နှာကကြာသွားမလား။ဂိမ်းရဲ့တဘာဝ heavyweight power ကိုဘာရီယာခံနိုင်ပါမလားဆိုတာကလည်းမေးခွန်းထုတ်စရာပါ။အန်ကန်နူကတော့ဂိမ်းနဲ့ဘာရီယာတို့ရဲ့ဆွမ်းစာကိုကောင်းကောင်းသိထားသူပါ။သူကဂိမ်းကိုနိုင်ရခဲ့ဘူးသလိုဘာရီယာရဲ့အစင်တန်းကိုလည်းလေးစားသူဖြစ်ပါတယ်။ဂိမ်းကဘာရီယာအတွက်တကယ်ပြဿနာဖြစ်လိမ့်မယ်လို့အန်ကန်နူကအမှတ်ချက်ပေးထားတာကဂိမ်းရဲ့မျက်နှာကဘာရီယာရဲ့ကစ်ဘောက်ရှင်ပြူဟာကိုဖျက်ဆီးပြနိုင်လို့ပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့အန်ကန်နူပြောသလိုပဲဒါကတကယ်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာသိကြပါရီ။ဘာရီယာရဲ့ဒီငြိမ်မှုနဲ့ဖျက်ဆွမ်းအားကဂိမ်းရဲ့လင်းမြန်ဖြတ်လက်မှုနဲ့ရင်ဆိုင်ရတဲ့အခါမှာဘယ်သူကအမားရင်လုံးမလဲဆိုတာကအဖြေပဲဖြစ်ပါတယ်။ဘာရီယာကတော့ရုံးကန်ရနိုင်ပေမဲ့သူ့ရဲ့ left foot ကဂျိုသားရီတောင်မှကြောက်ရတဲ့လက်နဲ့ဖြစ်တာမလို့ဂိမ်းအတွက်ကလည်းပေါ့ပေါ့ဆာဆာနေလို့မရပါဘူး။ကျွန်တော်တို့ပရိသတ်တွေကတော့နီးစနစ်ပိုင်းမြင်ဆုံးအားပြိုင်မှုကိုဒီပွဲမှာမြင်တွေ့ကြတော့မှာဖြစ်ပါတယ်ခင်ဗျာ။ညီကိုတို့ကရောအန်ကန်တို့ရဲ့စကားတွေပေါ်မှာဘယ်လိုမြင်ကြလဲခင်ဗျာ။ပြောပြပေးသွားခဲ့ကြပါအောင်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။